Hello အားလုံးပဲအင်္ဂလိပ် YouTube channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အိမ်ကြီးဒီနေ့မှာဖြစ်ရမှန်တရေဇလန်တစ်ခုကိုဗီဒီယိုတွေနဲ့တကွာပြမှာဆိုတော့ကြောက်တဲ့သူတွေဆိုလို့ရှိရင်ညဘက်မကြည့်ဖို့အတွက်အင်္ဂလိပ်ဒီနေ့တိုက်တွန်းခြင်းတယ်။ဘာလို့လဲဆိုတော့သူကခန္ဓာကိုယ်ရဲ့ဝင်စီးနေတဲ့တရေကိုပေါ့နော်ဒါအပနှင်ပေးတဲ့ပုံစံမျိုးလုပ်မှာဆိုတော့ကျတော့လန့်သွားမှာဆိုလို့ပေါ့ညဘက်တွေဆိုလို့ရှိရင်ဆိုတော့စလိုက်ကြရအောင်ဇလန်ဘယ်လိုဖြစ်လဲဆိုတော့အခုဒီဗီဒီယိုမှာပြထားတဲ့အမာပေါ့နော်သူကဒီဖအန်ဟဲ့တခုမှတဲနေတာဟော်တယ်တခုမှတဲနေရနေပြီးတော့နှက်ဖြန်လည်းပြန်တော့မှာဆိုတော့ကျတော့ budget စစ်ဖြစ်အောင်ဆိုပြီးတော့တဲခိုကန်တစ်ခုသူပြောင်းတဲလိုက်တယ်အဲ့တဲလိုက်တဲ့တဲခိုကန်မှာကမကောင်းတဲ့ဟာတွေရှိနေပေါ့နော်ရှိရပါနည်းနည်းပါရှိနေမဟုတ်တော်ဘူးရှိနေအဲ့မှာတော့ဒီဟိုတယ်ကနေပြောင်းပြီးတဲခိုကန်ကိုရောက်တော့ကျတော့သူဒီတိုင်းပဲဟိုခြေစမ်းလက်ဆက်မှာကလေးမှာသူလှဲလိုက်တယ်လှဲလိုက်တဲ့အချိန်မှာဘာစဖြစ်လဲဆိုတော့ကျတော့သူခဏကချက်ချင်းဆိုတော့လို့နှုံးချိသွားတဲ့ပုံစံမျိုးပေါ့နော်အင်းတို့အဲ့လိုမျိုးလှဲလိုက်တဲ့အချိန်မှာဟာအရင်ပင်မန်းနေလို့လုံးဝတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာအဲ့တော့သူဒါတကယ်ပဲခီးပန်းတာအလုပ်ကိစ္စတွေနဲ့ဖြစ်လို့ဆိုပြီးသူစိတ်တွေမှာသူအဲ့လိုတွေးနေတာဒါပေမဲ့ဘယ်လိုဖြစ်လဲဆိုတော့ကျတော့ခန္ဓာကိုယ်ပေါ်မှာတစ်ခုခုကအုပ်ထားတယ်ဆိုတဲ့ခံစားချက်မျိုးလဲသူကခံစားနေရသေးတယ်ခန္ဓာကိုယ်မှာသူတစ်ခုခုကအုပ်ထားတယ်ပေါ့တကယ်မလားအဲ့ဒါနဲ့သူကနေပြီးတော့မဖြစ်သေးပါဘူးပေါ့ငါထရမယ်ဆိုပြီးတော့ညစာလည်းမစရသေးဘူးဆိုတော့ तू အဲ့လိုနှုံးချိနေရ तू ပင်မလို့ဆိုပြီးတော့စိတ်ထဲမှာအဲ့လိုပဲတွေးထားပြီးတော့ तू လှဲနေတယ် तू ထထိုင်လိုက်တယ်ထထိုင်ပြီးတော့ခါကျတော့ तू နေပြီးတော့အပြင်ကိုသွားပြီးမှုတ်တွေပါတော့ဝယ်တယ်ပေါ့နော်ဝယ်ပြီးတော့ तू ပြန်လာတယ်ပြန်လာပြီးတော့မှုတ်တွေပါစားပြီးတော့ခါကျတော့ तू အေးအေးဆေးဆေး तू ထိုင်ပြီးတော့ချက်ကြည့်ပြီးနေ तू စကားပြောနေတယ်အဲ့ဒီမှာဇလန်အဲ့ဒီချိန်မှာအချိန်အားဖြင့်၈နာရီခွဲလောက်ပဲရှိသေးတယ်ပေါ့နော်ညဘက်အဲ့လိုနဲ့ तू ကဒီထိုင်ပြီးတော့ဖုန်းကြည့်နေတဲ့အခါမှာဂရင်ဘောနေသူ့ကိုတခုခုကလှမ်းကြည့်နေတယ်ဆိုတဲ့ခံစားချက်မျိုး तू ခံစားနေရတာအဲ့တော့ဂရင်ဘောလှမ်းကြည့်လိုက်တယ်လှမ်းကြည့်လို့ရှိရင်ဂရင်ဘောမှာစောင့်မရှိတခြားဘာမှမရှိအဲ့ဒါ तू ချက်ပြီးတော့ချက်ကြည့်ပြီးတဲ့ तू ဆက်စကားပြောနေတော့မယ်အဲ့မှာနောက်တစ်ခါထပ်ပြီးတော့သူ့ကိုကြည့်နေတယ်ဆိုတဲ့ခံစားချက်မျိုးရတော့ तू ကလှမ်းကြည့်တယ်လေစောင့်မရှိနေတော့မထူးပေါ့ဒီစောင့်မဲဆိုပြီးတော့ तू အဲ့စောင့်ကိုဖယ်လိုက်တာပေါ့နော်အဲ့လိုဖယ်လိုက်တဲ့အခါမှာဘာစဖြစ်လဲဆိုတော့သူ့ရဲ့ဒီခြေရင်းမှာသူကဒီမှာစောင်းဖဲလိုက်တဲ့ခုံမှာပြန်လာထိုင်နေပေါ့နော်အဲ့မှာထိုင်နေချိန်မှာသူ့ရဲ့ဒီခြေရင်းမှာတဲ့ဘလို့တခုခုပြေးနေတယ်ဆိုတော့အရိပ်လိုမျိုးပေါ့မြင်တာအာယုံဆိုင်ပြီးသူလိုက်ကြည့်ရင်ဘာမှမရှိဘူးတည်ရမလားဒါပေမဲ့တခုခုကတော့ပြေးနေပေါ့တည်ရမလားအဲ့လိုခံစားချက်မျိုးဖြစ်နေတဲ့ခါကျတော့နေပြီးတော့တခုခုတော့မှားနေပေါ့နော်ဒါပေမဲ့ပြဿနာသူကလုံးလုံးမကြောက်တတ်တာအဲ့တော့ကျတော့သူဘာမှဖြစ်ဘူးဒါပေမဲ့ဆက်ပြီးသူအာယုံမဆိုင်ဘူးပေါ့ချက်ကြည့်ဗီဒီယိုပဲသူအာယုံဆိုင်ပြီးဆက်ပို့တယ်ပေါ့နော်အဲ့ဒီချိန်မှာလေသူ့ရဲ့ဒီအနောက်ဖက်လိုနေရာကနေပြီးတော့တဲ့တယောက်ကသူ့ကိုဒီလိုလာပြီးကုန်းကြည့်နေတဲ့ပုံစံမျိုးပေါ့နော်အိမ်လေးခုပြောရင်အခုချက်သိမ်းထားအဲ့လိုမျိုးကုန်းကြည့်နေတဲ့ပုံစံမျိုးသူခံစားနေရတာအဲ့တော့ကျတော့အနောက်ကိုသူလှည့်ကြည့်လိုက်တယ်အနောက်မှာဘာမှမရှိဘူးအဲ့နဲ့မဟုတ်သေးဘူးပေါ့တဲ့မလားဒါပေမဲ့သူဆက်ပြီးတော့သူစာရိုက်နေတော့မယ်အဲ့မှာလည်းစပြီးတော့ဒီအသက်ရှူတန်ပြင်းပြင်းကြတာလူတယောက်သက်ရှူနေအတန်မျိုးမဟုတ်နော်ဥမာတလိမ့်ဆန်တကောင်ကအသက်ကိုပြင်းပြင်းရှူနေတဲ့အဲ့လိုနှာမုတ်တဲ့အဲ့လိုပုံစံမျိုးအတန်ကြီးစပြီးသူကကြာရတာပေါ့နော်အဲ့လိုကြာတော့ချိန်မှာသူတော်တော်လေးပြောမယ်ဆိုလန့်နေပြီပေါ့တည်မလားအဲ့နဲ့သူကဘာတွေ့လိုက်လဲဆိုတော့ပါဇက်ကနေလည်းထုတ်ပြရတယ်ပေါ့နော်ငန်နေတို့မနှောက်ရှက်ဘူးနင်တို့လည်းငါ့ကိုမနှောက်ရှက်နဲ့ဘာလို့လဲဆိုတော့သူကငကိုတွေကမကြောက်တတ်တဲ့သူဖြစ်နေတဲ့အတွက်ကြောင့်မလို့သူကအဲ့လိုမျိုးပါဇက်ကလည်းသူထုတ်ပြီးတော့ပြောလိုက်တဲ့သဘောသူအဲ့လိုမျိုးអော်ပြီးတော့နင်တို့ငါ့ကိုမနှောက်ရှက်နဲ့ငါလည်းနင်တို့ကိုမနှောက်ရှက်ဘူးဆိုတာဘာလို့လဲဆိုတော့သူအသက်ရှူတာအရန်ကျဲလာတဲ့ပုံမှာတီးမခံနိုင်တော့ဒေါသထွက်ပြီးတော့ပြောလိုက်တာဒါပေမဲ့အဲ့မှာမပြောက်မသွားပဲနဲ့ तू ကအရိတ်လိုတွေပါစပြီး तू မြင်လာရတာအဲ့အရိတ်ကအခန်းထဲကိုပတ်ပြီးတော့ပြေးနေတာတဲ့အဲ့တော့ तू အဲ့အရိတ်သွားတဲ့အနောက်ကို तू လိုက်ကြည့်တာပေါ့နော်လိုက်ကြည့်တော့တဲ့ဒေါင်းတနေရလဲရောက်တော့အဲ့အရိတ်ကနေပြီးတော့ तू ဟိုမဲမဲကြီးပေါ့တည်ရမလားအဲ့လိုအရိတ်ကြီးတစ်ဖြည်းဖြည်းနဲ့ကြီးလာတဲ့ပုံစံမျိုးပေါ့နော်ပြီးတော့အမွှေးတွေရှိနေတဲ့ပုံစံလိုမျိုးအဲ့လိုပုံစံကြီးစပြီးသူမြင်လာရတယ်ပေါ့နော်မသိမြောက်လို့ပေါ့ဒါပေမဲ့မြောက်မဟုတ်ဘူးဒါပေမဲ့အဲ့လိုအမွှေးတွေနဲ့ဗာနဲ့ပုံစံမျိုးကြီးပေါ့သူစပြီးသူမြင်လာတော့ပြီးတော့အဲ့ဟာကြီးကဟိုပတ်ပြီးတော့အခန်းထဲမှာသူသွားနေပေါ့နော်သူပုံတရံအောင်နေနဲ့အဲ့လိုရောင်ရောင်လေးသူမြင်ပြီးတဲ့အချိန်မှာအဲ့ဒါရအခန်းထဲကိုဆက်ပြီးသွားနေတော့မယ်အဲ့ဒီအချိန်မှာသူတိလိုက်တာကျတော့ဒီခန်းထဲမှာဆက်နေလို့မဖြစ်တော့ဒီခန်းမတက်အောင်ပေါ့နော်အဲ့ဒါ तू ကငကိုတွေကခုနကအိမ်လေးပြတ်တယ်မကြောက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ तू တီတီငိမ့်ငိမ့်မဲ့သူအခန်းထဲနဲ့အမအပြင်ထွက်သွားပြီးတော့သူတို့ရဲ့ဒီ hotel ပိုင်ရှင်ဒီတဲခုကန်ပိုင်ရှင်ပေါ့ तू ပြပြဒီအခန်းမတက်အောင်ကျမမြင်လိုက်တယ်ပေါ့နော်ကျမကိုဒီအခန်းပြောင်းပေးပါဆိုပြီး तू ပြောတာပြောတော့ကျတော့အဲ့တဲခုကန်ပိုင်ရှင်ကအဲ့အချိန်မှာမူးနေပြီတေလားမူးပြီးမှောက်နေပြီအဲ့တော့ကျတော့သူ့ကိုပြီးတော့ဗာပြောလိုက်လဲဆိုတော့ကျတော့ဒါကားတဲ့အခန်းထဲမှာဘာမှမရှိဘူးတဲ့နင်းနောက်ကနေပါလာလဲဖြစ်ချင်းဖြစ်မှာပေါ့ဆိုပြီးသူ့ကိုပြောမယ်ဆိုတာဝန်မယူတဲ့စကားမျိုးပေါ့နော်တဲ့မအဲ့လိုမျိုးပြောလိုက်ပြောတော့ခါကျတော့သူမူးနေတော့လဲဒီဘက်က main ကလေးဖြစ်နေပုံမှာဘလို့မှဒီလူကြီးကိုဆက်ပြောလို့မရဘူးလေအဲ့နဲ့တော့ okay ဘာမှဖြစ်ပါဘူးပေါ့တဲ့မငါသူတို့မောင်းထုတ်လိုက်လို့ရှိရင်တော့ထွက်သွားမှာပဲဆိုပြီးတော့စိတ်နဲ့သူအခန်းထဲကိုပြန်လာခဲ့တယ်အဲ့လိုနဲ့အခန်းထဲကိုပြန်ရောက်တဲ့အခါကျတော့သူကနေပြီးတော့ပထမဖွင့်လိုက်တယ်ပထမဖွင့်ပြီးတော့ခါကျတော့အဲ့ဒါကိုပါဇက်ကနေသူပြောလိုက်တာပေါ့ညွတ်ထွက်သွားပေါ့ငါအခန်းထဲကနေပြီးတော့ငါနေတို့အနောက်ရှက်မပေးချင်ဘူးပေါ့နော်
အဲ့လိုမျိုးလုပ်တဲ့ကြောင့်အဲ့ခုနကမဲအရာကြီးရတဲ့အဲ့အခန်းတောက်မှာပေါ့နော်နားကြီးပိတ်ပြီးတော့သူကုန်းអော်နေတာပေါ့သိရမလားဟိုသူမခံနိုင်တော့ဘူးဆိုတဲ့ပုံစံမျိုးပြနေတာပေါ့နော်အဲ့နဲ့အဲ့အမကနေပြီးနင်မခံနိုင်ဘူးဆိုလို့ရှိရင်နင်ထွက်သွားလိုက်တော့ငါအခန်းထဲကနေပြီးသိရမလားငါ့ကိုလည်းအနောက်ရှက်မပေးနဲ့နင့်ကိုလည်းငါအနောက်ရှက်မပေးဆိုပြီးတော့သူအဲ့လိုမျိုးပြောလိုက်တယ်ပြဿနာက तू ကအဲ့အမဲအရေးကြီးတော့ဘလောက်ဟိုဖြစ်လဲဆိုတော့ကျွန်တော် तू အဲ့လိုမျိုးပြောပြီးခဏလဲနေရော तू ကထွက်သွားတယ်အခန်းထဲကနေပြီးတော့အဲ့တော့ကျွန်တော် तू ဒါဆိုရင်တော့ပြီးသွားပြီလေလို့ဆိုပြီးတော့စိတ်ထဲမှာနည်းနည်းလေးဟိုဖြစ်လိုက်တယ်ပေါ့နော်အဲ့ဒီချိန်ထိက तू ကခုနပြောခဲ့သလိုလုံးမကြောက်သေးဘူး तू ဒီဟာကြီးကနှောက်ရှက်နေလို့ဒါ तू ဒေါသထွက်နေတာပေါ့နော်ခဏနေကြတော့အဲ့ဟာတွေကပြန်ပြီးရောက်လာခဲ့อ่ะသူ့ရဲ့စိတ်ထဲမှာထွက်သွားပြီလို့ထင်ပြီးသူကအေးစစ်ဖုန်းပြန်သုံးမယ်ပေါ့နော်ဖះဆိုတာလည်းပိတ်လိုက်တယ်ပထမ်းရွတ်ထားတာကိုလည်းပိတ်လိုက်ပြီးသူအေးစစ်ပြန်ထိုင်နေတဲ့အချိန်မှာခဏနေကြတော့မျက်စိတောင်းကနေပြီးထပ်ပြီးတော့အရိပ်နှစ်ခုကိုသူမြင်လိုက်တယ်မြင်လိုက်တဲ့အခါကျတော့သူကအဲ့မှာသူဒေါသဆက်ထွက်သွားပေါ့နော်ငါတို့မောင်းထုတ်ထားရဲ့သားနဲ့ပေါ့တည်မလားအဲ့တော့အဲ့နာကိုထသွားလိုက်ပြီးတော့ခါကျတော့ငါနေတို့ထွက်သွားလို့ပြောနေတယ်လေဆိုပြီးတော့နောက်တစ်ခါထပ်ပြီးသူပြန်ပြောတယ်အဲ့ဒီအချိန်မှာလည်းအဲ့ဒီအရေးကြီးကပို့ပြီးတော့ပေါ့ထင်းရှားဖြစ်လာပြီအရေးကကိုယ်ကပြောတော့နှစ်ခုနော်ထင်းရှားဖြစ်လာပြီးတော့တစ်ခုကကြတော့မိန်းမပုံစံပြောင်းသွားတယ်အဲ့မိန်းမကိုမှသူကစပင်ကိုဝဲနေပေါ့နော်ဒါပေမဲ့မျက်စိတွေပါမပါဘူးတည်တယ်မလားအဲ့လိုမျိုးပြောင်ချောလို့ဘာလို့အဲ့လိုပုံစံကြီးပေါ့တည်တယ်မလားအဲ့လိုမျိုးကြီးဖြစ်နေတယ်နောက်ထပ်အရေးတစ်ခုကဘာကြီးလဲဆိုတော့ကျတော့ခေါင်းပြက်အရေးကြီးတဲ့အဲ့ခေါင်းပြက်အရေးကြီးကနေပြီးတော့အဲ့ဒီခေါင်းကပြက်နေတဲ့ခေါင်းကိုသူ့အရှိမလှည့်ပြနေရတယ်ဒါကိုသေချာမြင်လိုက်ရတာနော်ဒီတိုင်းတာမန်ကရှန်ကရှောက်ပြောနေရမဟုတ်ဘဲနဲ့အဲ့ပြက်နေတဲ့ခေါင်းကိုလှည့်ပြနေတဲ့အရေးကြီးဖြစ်သွားတာအဲ့ဒီမှာ तू ကစပြီး तू လုံးဝလန့်သွားတာခုနကပြောရသလိုမကြောက်တဲ့သူတယောက်ကအဲ့ဒီမှာစပြီး तू ကြောက်သွားပါတော့ကြောက်တာမှလုံးကြောက်တာမဟုတ်ရိုးကြောက်တာမဟုတ်ဘဲနဲ့လုံးဝ तू တုံရင်နဲ့ကို तू လုံးဒီထဲမှာနေလို့မဖြစ်တော့ဘူးဆိုတဲ့ခံစားချက်ကို तू သိသွားတာသိသွားတဲ့အခါကျတော့ချက်ချင်းပဲဒီအခန်းထဲနေ तू ပြေးထွက်သွားတာဘလို့မှအဆင်မပြေတော့ဘူးပေါ့နော်အဲ့နဲ့အဲ့ဒီခုနကတဲခုကမိုင်ရှင်ကိုပဲသွားပြီးတော့အဆင်မပြေဘူးအထက်မှာအဲ့လိုမျိုးဖြစ်တယ်ဆိုသူ့ကိုဘာမှပြောလို့မရ तू က movie ကိုမှောက်တဲ့အဆင်ဖြစ်သွားပြီပေါ့နော်အဲ့နဲ့ तू ကဒီ hotel ရဲ့ဒီ lobby လိုနေတဲခုကရဲ့ lobby လိုနေမှာ तू ထိုင်နေတာပေါ့နော်ထိုင်နေပြီးတော့ခါကျတော့ तू အရန်မျက်ရည်လည်းကြာနေပြီ तू တော်တော်ကိုကြောက်နေတာပေါ့နော်ပြောမယ်ဆိုလို့စဉ်းစားကြည့်လိုက်လေဟိုမျက်စိထဲမှာကွာဟိုပြက်နေတဲ့ခေါင်းယူကိုရှိမှလှည့်ပြနေဆိုကြတဲ့ကလူကဒါတယုံစိတ်မခိုင်တဲ့သူဆိုတတိတောင်မေ့သွားမှာအဲ့တော့အဲ့လိုမျိုးဖြစ်နေတဲ့သူအမေတွေစီကိုသူချက်ချင်းဖုန်းလမ်းဆက်ပြီးအမေပေါ့နော်သူတို့လိုမြင်လိုက်ရတယ်ပေါ့တဲ့မှာအဲ့ဒါသူအရန်ကြောက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့မဟုတ်ဘူးပေါ့ဖះစာဖတ်ပြီးတော့နေပေါ့ဖះစာလေးလဲစုနေပေါ့ဖွင့်ထားပေါ့နော်သူ့အမေတွေကသူ့ကိုအဲ့လိုမျိုးပြပြတယ်ဒါပေမဲ့အဝေးမှာဆိုတော့ကျတော့လဲဘာလုပ်ပေးနိုင်မှာလဲဟုတ်တယ်မလားအချိန်အဖြစ်အဲ့ဒါ17နာရီလောက်ရှိနေပြီ तू အဲ့လိုပဲယူမတက်ကိုလုံးဝ तू ကြောက်နေပြီးတော့ तू အခန်းထဲမှာ तू ထိုင်နေပေါ့နော်ပြောမယ်ဆိုအခန်းတော့မဟုတ်ဘူးအဲ့ hotel lobby မှာ तू ထိုင်နေတဲ့အချိန်မှာဖြစ်ချင်တော့ကန်ကောင်းချင်တော့လို့ပဲပြောမှာပေါ့အတွဲဝင်လာတော့ည7နာရီပေါ့နော်အဲ့တော့ချက်ချင်းပဲသူတို့စီကိုသူပြေးသွားလိုက်ပြီးတော့ကျွန်တော်သူ့ကိုကူညီပါပေါ့သူ့ကိုပြောမယ်ဆိုတုံရင်ဖြစ်နေလေဘယ်သူမဆိုခေါင်းပြက်ကြီးကိုမြင်ထားတဲ့ပုံမှာဒီလိုမျိုးတော့ဖြစ်နေမှာပဲပေါ့နော်အဲ့ဒါသူတုံရင်ဖြစ်နေပြီးတော့ကျွန်တော်သူတို့အကူညီတောင်းတယ်ပေါ့နော်ကျမဒီထင်းမှာမနေနိုင်တော့ကျမတို့တနေရာကိုခေါ်သွားပြီပေါ့ည7နာရီဆိုတော့ဒါကိုမျိုးလည်းမဟုတ်ဘူးလေအဲ့တော့ကျွန်တော်ကူညီတောင်းတဲ့အခါမှာအဲ့ကောင်လေးရတဲ့အပြင်ပြန်ထွက်သွားတာပေါ့နော်အပြင်ပြန်ထွက်သွားတော့ तू ဟိုသွားလိုက်ပြီပေါ့တည်ရမလားအဲ့လိုပဲစိတ်ထဲမှာတွေးနေတယ်မှာသူ့ကိုကားပေါ်နဲ့လှမ်းပြီးခေါ်တယ်ပေါ့နော်လာခဲ့ပေါ့တည်ရမလားအဲ့လိုမျိုးခေါ်တဲ့ခါကျတော့ तू အဲ့ဒူစီ तू သွားပြီးတော့ကျွန်တော် तू ပြလိုက်တာပေါ့နော်ဒီထဲမှာ तू အဲ့လိုတွေမြင်တယ်ပေါ့တည်ရမလားအားကြောင့်မလို့ဆိုသူတို့ကအစရှိရတဲ့ဒီကောင်မလီအမကိုပေါ့စီးတွေပါသုံးထားတယ်လို့ထင်တာအဲ့တော့ကျတော့ဒီအမနေပဲသူစီးတွေပါသုံးထားလဲမဟုတ်ဘူးဒီခန့်လုံးမတန့်အောင်ဒီဟိုတယ်မှာဒီတက်ခုတ်ကန်လုံးမတန့်အောင်ပေါ့နော်သူတနေ့အောင်ခေါ်သွားပေးပါလို့ပြောတော့ခါကျတော့သူ့ရဲ့ဒီပုံစံကိုကြည့်ပြီးတော့ခါကျတော့အဲ့ဒီတက်ခုတ်ကန်ဒီကောင်လေးရပေါ့နော်အရင်ဆုံးစိတ်တစ်ဆိုင်မှာသူ့စိတ်ကိုတည်ငြိမ်သွားအောင်လို့ဆိုဆိုင်တစ်ဆိုင်မှာခေါ်ထားတယ်ပေါ့နော်ခေါ်ထိုင်ခိုင်းတယ်ပေါ့ပြီးသွားတဲ့အခါကျတော့မှသူ့ကိုဒီဗာလဲအင်္ဂလိပ်တို့နောက်ထပ်တက်ခုတ်ကန်တစ်ခုကိုပြောင်းပေးတယ်ပေါ့တည်မလားအဲ့တက်ခုတ်ကန်ကိုရောက်တဲ့အခါကျတော့ तू ကဘယ်လိုဖြစ်လဲဆိုတော့ကြောက်တာမပြေသေးဘူးဒါမဲ့တရေတွေပါယူသူထပ်ပြီးတော့မြင်ရမှာစိုးရိမ်နေစိတ်နဲ့မေတ္တာတုပ်လေးသူကဖွင့်ပြီးတော့အဲ့ဒီမှာခဏအိတ်တယ်ဒါပေမဲ့အဲ့ရနေစပြီးပြဿနာပါတော့ဆိုတော့သူလုံးအိတ်လို့မရတော့တာအဲ့သူအိတ်ပြီးဆိုလို့ရှိရင်သူ့ကိုအိမ်မက်ပေးတဲ့ပုံစံမျိုးပေါ့နော်အဲ့အိမ်မက်ထဲမှာတဲ့သူကလူ3ယောက်ပါတယ်ပေါ့နော်အဲ့3ယောက်ကတဲ့တစ်ယောက်ကဟိုကုန်းကြီးနေတဲ့အဲ့ဒီတော်ထဲမှာပေါ့နော်သူ့အိမ်မက်ထဲမှာအဲ့လိုနေနေတာပေါ့နေနေချိန်မှာသူ့ကိုကုန်းကြီးနဲ့နေတာကိုနောက်ထပ်လူတယောက်ကသူ့ကိုခေါင်းဖြတ်ပလိုက်တယ်ပေါ့နော်နောက်ထပ်တယောက်ကကျတော့ဘလို့တေွားလဲဆိုတော့မသိပေမဲ့သူ့ရဲ့အလောင်းကိုကြက်တွေစားနေတာပေါ့ဒီမှာကြက်တွေထိုးပြီးစားနေပေါ့အလောင်းကဆုပ်ပြက်နေပေါ့နော်အဲ့ဒီအိမ်မက်မှတ်ပြီးတော့သူနောက်တစ်ခါပြန်နိုးလာတာအချိန်ကတနာရီလောက်ပဲသူအိပ်ပြတာအဲ့တနာရီတည်းမှာသူအဲ့လိုတွေမှတ်နေခဲ့ရအဲ့လိုဖြစ်နေကြပါပေါ့နော်
အဲ့ဒီအိမ်မက်ကိုမှတ်ပြီးတေးပြန်နိုးလာတဲ့အချိန်က2နာရီလောက်ရှိနေပြီပေါ့နော်ဒါပေမဲ့အခန်းထဲမှာမြစ်သက်တုံးဖွင့်ထားတဲ့ပုံမှာသူတို့ကအရင်တောင်းညံ့ပြလို့မရတော့ဘဲနဲ့သူတို့ကဒီမျက်နှာချက်ကနေအတန်နေပြီးဒုံဒုံနဲ့တန်နေလို့အဲ့လိုဟာမျိုးတွေနဲ့သူတို့ကဆက်ပြီး6လနေတော့မယ်ပေါ့နော်အဲ့လိုနဲ့ကောင်းကောင်းမအိပ်ရဘူးသူဒီတိုင်းပဲအတန်နေကြားပြီးတော့သူပေတီးပြီးသူစောင့်ရင်းနဲ့မနက်မိုးလေး9နာရီထိုးသွားပြီပေါ့နော်9နာရီထိုးသွားတော့မနက်လည်းလင်းပြီဆိုသူကျမဆက်ပြီးသူမနေချင်တော့ဘူးပေါ့နော်ဆရာတေးရောက်နေတော့စစ်မှရတော့မယ်ဆိုတဲ့ခံစားချက်မျိုးဖြစ်နေတာပေါ့အဲ့နဲ့ဘယ်အိုးရရမရဒီခက်ထဲမှာနေလို့မဖြစ်တော့ဘူးဆိုပြီးတော့ထွက်သွားပြီးတော့မရှိရှိတဲ့အိုးငားသွားမယ်ပေါ့နော်ဒါပေမဲ့အဲ့မနေ့9နာရီတည်းကသူအခန်းပြုံထွက်ပြီးသူအပြင်မှာနေနေတာက9နာရီခွဲမှပဲအိုးဝေရရပေါ့နော်အဲ့နဲ့အဲ့အိုးဝေဆရာကိုပြောလိုက်တာပေါ့ဒီမှာပြောကစစ်လို့ရမယ်ဆရာတယောက်စီကိုခေါ်သွားပြီပေါ့နော်အဲ့လိုမျိုးပြောလိုက်တော့ခါကျတော့အဲ့ဆရာတယောက်စီခေါ်သွားပြီတယ်ပေါ့ခေါ်တော့ပြဆရာကပြောလဲဆိုတော့ဘာမှမဖြစ်ဘူးတဲ့အဲ့လိုမျိုးသူအဲ့လိုမျိုးပြောတော့ခါကျတော့သူကနေပြောသူ့စိတ်ထဲမှာကျတော့ဘယ်လိုဖြစ်နေလဲဆိုတော့အရန်ကိုလေးနေပြီးတဲ့မှာအဲ့အချိန်မှာသူ့ကိုဝင်စည်းခြင်းနေပြီးရှင်းပြောရမယ်ဆိုရင်အဲ့အချိန်မှာသူ့ကိုဝင်စည်းခြင်းနေပြီးနဲ့ဆရာပြဘာပြောလိုက်လဲဆိုတော့ပြန်တော့ပေါ့ဒီမှာမနေနဲ့တော့ပေါ့တင်မလားအဲ့မှာလည်းမနေနဲ့တော့ပြန်တော့ပေါ့သူချစ်ရတခုခုတိလို့ဖြစ်မှာပေါ့တင်မလားသူပြန်သွားရင်တော့ဖြင့် तू လွတ်သွားမယ် तू ဒီတိုင်းသူတို့နဲ့ဝေးသွားမယ်လို့ထင်ကောင်းထင်မှာပေါ့ဆရာအဲ့လိုနဲ့သူပြန်ခိုင်းလိုက်တာအဲ့အမကနေပြီးအဲ့နေပဲသူကားစီးပြီးသူပြန်ခဲ့ရပေါ့နော်ပြန်တော့ကျတော့ကားပေါ်မှာလည်းသူအိတ်လို့မရဘူးသူတယောက်ကလာနှိုးလိုက်တဲ့ပုံစံမျိုးနဲ့သူခဏခဏသူလည်းနိုးနေရပေါ့နော်နဲ့အိမ်ကိုသူပြန်ရောက်သွားတော့အိမ်ကိုပြန်ရောက်သွားတော့ तू အိမ်ပြန်ရောက်သွားတဲ့အချိန်မှာလည်းခုနကပြောတော့ तू ကသူနဲ့လိုက်လာတာဆိုတော့ကျတော့ तू ကသူ့ခန္ဓာကိုယ်တက်ကြွမရှိဘူးလန်းဆန်းမရှိဘူးအဲ့တော့ခန္ဓာကိုယ်ကြီးလေးနေတယ်လို့မျိုးကြီးဖြစ်နေတယ်ရေသွားကူးမယ်ဆိုပြီးတော့ရေသွားကူးတယ်တဲ့ရေသွားကူးပြီးတော့လည်းပြန်လာပြီးသူလန်းဆန်းသွားတာမျိုးမဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေကြတော့မဖြစ်သေးဘူးပေါ့အမဆီယာမတယောက်နဲ့တော့ပြပြတဲ့အခါကျတော့မအဲ့ဆီယာမပါပဲတမီးကလည်းနည်းလေးရှုပ်ထွေးနေပေါ့တယ်မလားဖះကိုအာယုံပြုတ်လိုက်ဆိုပြီးပြောတယ်တဲ့အဲ့နဲ့ပြောတော့ကျတော့ဖះကိုအာယုံပြုတ်လိုက်တဲ့အချိန်မှာပဲသူ့ကိုဝင်ပူးတော့တာပဲဝင်ပူးပြောတော့ခါကျတော့အဲ့မှာသူ့ကိုထုတ်တယ်ပေါ့နော်သူကအမှပြပြတာဆိုတော့ဒီလိုဂုတ်မာကိုလိုက်ပြီးတော့စီးပြီးတော့လိုက်လာတာဒီဂုတ်ပေါ်မှာထိုင်ပြီးလိုက်လာတယ်ဆိုတဲ့သဘောမျိုးပေါ့နော်ဆိုတော့အဲ့ဗီဒီယိုလေးတွေကိုအင်းလေးဒီမှာထည့်ပေးထားတာမို့လို့ကြည့်ကြပါပေါ့နော်ညဘက်ကြည့်နေသူဆိုလို့ရှိရင်တော့ညဘက်မကြည့်ပါနဲ့ဒါလက်မှာဆိုလို့ပေါ့လေကြည့်ရတဲ့သူတွေကတော့လည်းကြည့်ပေါ့လေဆိုတော့ဒါအင်္ဂလိပ်ကိုလာပြပြထားတဲ့ဒါဖြစ်ရမှန်ဇလန်းပေါ့နော်အမသူ့ရဲ့မျက်နှာကိုလည်းအသုံးပြုခွင့်ရှိတယ်သူတင်လို့လည်းရတယ်ဆိုတာကြောင့်မလို့အင်္ဂလိပ်ခွင့်ပြုချက်နဲ့တင်တာဖြစ်ပါတယ်ပြီးတော့ကျတော့အဲ့အခုဒီမကောင်းဆိုးရတွေပေါ့နော်ပါလာတဲ့အဲ့ဒီမကောင်းဆိုးတရေသစီတွေကိုအမျှအတန်းပေးဝေပြီးတော့သူတို့အလူဌာနလုတ်ပေးလိုက်တဲ့အတွက်ကြောင့်မို့သူတို့ကလည်းကျွတ်ကောင်းကျွတ်သွားပြီးတော့အခုတော့သူနေရတာလုံးလုံးအဆင်ပြေနေပြီပေါ့နော်ဘာမှအနောက်ရှက်တွေလည်းမရှိတော့ဘူးစိတ်လည်းလွတ်လွတ်လပ်ပေါ်ပါဖြစ်သွားပြီပေါ့နော်အဲ့တော့အိမ်လေးကိုလာပြပြတာပေါ့နော်ဒါလည်းအခုရပိုင်းလေးတင်မှာဖြစ်ထားတာပါဆိုတော့အားလုံးပဲမယုံကြည်တဲ့သူတွေလည်းရှိကြရပေါ့နော်တိုးတော့ရုံမာလို့တော့မပြောဘူးတိုးတော့ကိုမမြင်ရဘူးဆိုတာမရှိဘူးဆိုတာတော့တည်မှတ်မထားစေချင်ဘူးပေါ့နော်အခုဒီလိုမကြောက်တတ်ပါဘူးဆိုရင်သူတော်မှအခုလိုမျိုးဖြစ်တယ်ဆိုတော့ကျတော့တိတ်ပြောလဲအရင်တော့လည်းအယုံကြည်မရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့အခုမြင့်ကိုလေးဖြစ်တဲ့အခါမှာတော့ဒါသူတော်တော်လေးကိုလန့်သွားတယ်ဆိုပြီးတော့အမပြပြထားတယ်ပေါ့နော်ဆိုတော့အားလုံးပဲဘယ်လိုပြောမလဲအဆုံးနေကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်အားမလို့တောင်းရောက်တာ3ရက်လောက်ပဲရှင်းဝင်မေအော်ကဟာပြီးသွားပြီးအလုံးလုံးမလို့ဖအံမှာလဲသူကအများတန်းသွားနေကြအဲ့တဲခုခလဲသူတဲဘူးတယ်ဒီတစ်ခေါက်သွားတဲတော့သူတယောက်ထဲဒီတစ်ခေါက်သွားတော့သူတယောက်တည်းည12နာရီတနာရီညတကောင်ဖုံးဆက်လာတာဒီရချလာသွားတော့ရလာဒီရချလာသွားကြလာနောက်လည်းမနောက်ဆေးနော်ဒါနေရဒါနဲ့နေဖြစ်လာတဲ့တာပဲနော်ဘုရားလာတဲ့မျိုးကိုမနောက်ဆေးနဲ့အဲ့ဒါကိုပြကိုဟာကိုဆက်ခနဲ့စံတဲ့ကိုဟာဘုရားချလာသွားကြလာဒီခန္ဓာကိုယ်ထဲမှာလုံးဝဝင်မစတဲ့လုံးဝဝင်မတတ်တဲ့တော့ဒီနေ့ဒီချေအစားပြောမှာတော့ဘုရားမြတ်စွာဘုရား
ကိုလန်းကိုသွားတွေ့ရကြည့်ရသွားနော်တွေ့ရကြည့်ရသွားတော့နော်ဘာပြောချင်တာပြောဘာပြောချင်တာဘာပြောချင်တာပြောဘာဖြစ်ချင်တာကိုလန်းကိုသွားနော်ကိုခါကိုကောင်းရမွန်ရပေါ့နော်ကိုခါကိုပေါ့ကိုရှိမဲ့နေရာကိုကိုသွားနော်ကိုနဲ့သားသမီးကိုဒုက္ခလည်းမပေးနဲ့နော်ဒါတော့ညီလေးတွေပြင်ပြင်သိမှာပဲနော်အဲ့တော့အန်ဒီရတော့မြစ်တရထပ်ပြီးတော့မှဒီကနေ့လာဆိုတာနာကိုဘာဝနာဆိုလို့ဆိုတာစလို့ရကြည့်ရတဲ့ကနေ့မြစ်တပြီးပြီးညပြီးပါအမြ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 นี่แหละนะที่เป็นแบบนั้นเนาะဒီလိုလုပ်ခဲ့တဲ့ဒီကဘာမှလည်းမသိဒီကအဲ့လိုနဲ့မှမဖြစ်ဘူးเนาะဒီကကြည့်ရပါเนาะမိဘတွေစီကိုညီတော့เนาะဒီမှာပြောနိုင်တာဟုတ်လားဒီမိအီရကစက်မှာတာချမ်းသာတဲ့ပုံကြည့်လို့အသက်ဆုံးအနေရကင်းပြီးရင်ကင်းပြီးတော့လူရဆန္ဒပြည့်စုံနိုင်တော့ပုဂ္ဂိုလ်မြတ်တို့လူရကြည့်ရသွားနိုင်လားနိုင်တော့ပုဂ္ဂိုလ်မြတ်တို့ဖြစ်ကြပါစေ30တကူကျန်ရကုန်လို့ဝိညာဉ်ပေါင်းတက်ဝါပေါင်းလို့ရမြတ်တာပြီးပြီးအမြပြီးပြီးပါအမြဒါဓုအမြအမြဒါဓုဒါဓုဒါဓုအမြဒါဓုဒါဓုအမြအမြဒီနာမကိုကြည့်ဟောစီတီလာဘယ်လိုလဲကြ